ဒီကားလေးကတော့ headlamp ရှေ့ရောက်ရှေ့မီးတွေပါမီးမှအလုံးမလုပ်တာရယ် window regulator မှန်တင်မှန်ချတွေအလုံးမလုပ်ဘူးဆိုပြီးရောက်ပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့ပါရောက်မရောက်ပါညာ OBD စစ်ကြည့်မယ်ပါညာဆိုပြီး OBD စစ်ကြည့်လိုက်တဲ့အချိန် OBD ရဲ့ပါဝါလည်းမရောက်ဘူးဖြစ်ချင်တော့ဖြစ်တာတော့ဆိုအဲ့ဒီ3ခုလုံး share လုပ်တဲ့ B plug battery fuse အဲ့ဒီ fuse ကပြတ်နေတာပေါ့အဲ့တော့အဲ့ဒီ fuse ကိုလဲလိုက်တဲ့အချိန်မှာကောင်းသွားပြီအဲ့ဒီ fuse ကဘယ်လိုဖြစ်တဲ့တော့ဆိုလို့ရှိရင်တစ်ခါတလေမှာကျွန်တော်တို့ alternator ကနေပြီးတော့ battery ကိုအားပြန်သွင်းတဲ့ voltage မှာ overcharge ဖြစ်တာတို့အားတို့အဲ့မှာ short circuit ဘာညာဖြစ်တာဆိုရင်ပြတ်တတ်တယ်ဒါပေမဲ့အခုကတော့ကျွန်တော်တို့အဲ့မှာ fuse အသစ်လေးစမ်းတယ်ပြီးတော့ကျန်တဲ့ error တွေရှိမရှိအကုန်စစ်တယ် alternator voltage ပြန်ဝင်တဲ့ battery ကို charging လုပ်တာလည်းအကုန်ပြန်ကောင်းတယ်ကျန်နိုင်တဲ့အကုန်လုပ်တယ်ဆိုတော့အားလုံးကပုံမှန်ပြန်ဖြစ်သွားပြီဒါလေး